Hello everyone, and welcome to GantGaw channel, your go-to channel for exploring the fascinating world of AI and knowledge sharing. Hola a todos y bienvenidos a GantGaw channel. Vuestro canal favorito para explorar el fascinante mundo de la IA y el intercambio de conocimiento. မင်္ဂလာပါပရိသတ်ကြီးကံပေါ် channel ကနေကြိုဆိုပါရနော် AI နဲ့ပညာနဲ့အသိပညာမျှဝေခြင်းရဲ့အော်ဖွဲ့ရကဘာကိုရှာဖွေရန်တင့်ရဲ့ကောင်းဆုံး channel ပါအပိုင်းနှစ်ပိုင်းရှိပါတယ်နံပါတ်1ကတော့ text to image ဇာတ်ရွက် image ပုံထုတ်ရရင်နံပါတ်2က image to video ဖန်တီးပြီးအသံသွင်းမှုဖြစ်ပါတယ်ဖုန်းထဲမှာရှိတဲ့ Chrome browser ထဲကိုနှိပ်ပြီးဝင်လိုက်အောင်ပါယခုလိုစာမျက်နှာပွင့်လာပြီဆိုရင်သူ့ရဲ့ search bar ထဲမှာမိမိတို့က runway ml ဆိုပြီးတော့ရိုက်ထည့်ပေးရပါမယ်အဲ့တော့ပေါ်လာတဲ့အောက်က runway ml ဆိုတဲ့ website address လေးနေရာကိုထောက်ပေးလိုက်ရင်ဖြင့် runway ml သူ့ကိုနှိပ်လိုက်ရင်ယခုလို runway ml ရဲ့စာမျက်နှာပွင့်လာပါလိမ့်မယ်ပွင့်လာပြီဆိုရင် try runway now ဆိုတဲ့ box နေရာလေးကိုနှိပ်ပြီးဝင်လိုက်ပါနှိပ်လိုက်ရင်ယခုလို sign in လုပ်ဖို့စာမျက်နှာပွင့်လာပါလိမ့်မယ်အဲ့တော့ထုံးစံအတိုင်းမိမိတို့ကရှိပြီးသား Google account တစ်ခုနဲ့ sign in လုပ်ဖို့ Google account ကိုရွေးလိုက်ပါမယ်အဲ့တော့မိမိတည်းကများစွာတဲ့က Google account တစ်ခုရွေးလိုက်ရင်ဖြင့်ရွေးပြီးနှိပ်လိုက်ရင်ယခုလို runway ml ရဲ့စာမျက်နှာတစ်ခုရရှိလို့လာပါပြီအဲ့တော့အောက်များနေရာလေးနှိပ်ပြီးတော့စာမျက်နှာအသစ်အခုလိုပွင့်လာတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်မိမိတို့ကယခုဗီဒီယိုလောက်မှာလားဒါမှမဟုတ်ရင် image ပေါ့နော်ဓာတ်ပုံလောက်မှာလားဒါကိုရွေးပေးဖို့လိုပါတယ်အဲ့တော့ဒီစာမျက်နှာပေါ်မှာရှိတဲ့ image ဆိုတဲ့နေရာကိုထောက်ပြီးနှိပ်ပြီးလိုက်ပါပြီးလို့ရှိရင်ဒီအောက်က4000အကွက်ထဲမှာတော့မိမိတို့ကဘယ်လိုပုံရကြလဲအဲ့ဒီ image အတွက်ကို prompt ကိုရေးထည့်ပေးဖို့လိုပါတယ်အဲ့တော့prompt ရေးထည့်ဖို့အတွက်ကိုမိမိတို့ကဖုန်းထဲမှာကြိုတင်မှတ်ထားတဲ့ note ထဲကိုဝင်လိုက်ပါမယ်အဲ့တော့ note ထဲမှာမိမိတို့က prompt တွေကိုအများကြီးစုထားတာရှိပါတယ်အဲ့တော့ယခုဒီသင်ခန်းစာမှာအကျုံးဝင်မဲ့ prompt တစ်ခုကိုဒီမှာရှာပြီးတော့ရွေးချယ်လိုက်ပါမယ်အဲ့တော့ဒီမှာ prompt တစ်ခုရပါပြီအဲ့ဒီ prompt တစ်ခုကိုမိမိတို့ကသူ့ကို copy လုပ်ပြီးတော့ဟာလာမိမိတို့ယူထားလိုက်ပါမယ်ပြီးလို့ရှိရင်အဲ့ဒီ prompt ကိုခုန runway ml ရဲ့ prompt box ထဲမှာတွားပြီးတော့ paste လုပ်ပြီးတော့ထည့်ပေးရမှာလည်းဖြစ်ပါတယ်အဲ့တော့ဒါကို copy လုပ်ပြီးရင်မိမိတို့ပြန်ပြီးတော့ runway ml ကိုပြန်ပြီးတော့ဝင်လိုက်ရအောင်ပါယခုဒီ image ရအောင်ရေးထားတဲ့ prompt ကိုလိုချင်တော့ description ထဲမှာချပေးထားပါမယ် keyboard ဖြောက်ရန်အောက်ကမြားနေရာလေးကိုနှိပ်ပေးလိုက်ရပါမယ်ဒါဆို keyboard ပျောက်သွားပဲအဲ့တော့ဒီမှာအောက်မှာ setting ဆိုပြီးတော့ရယ်နောက် aspect ratio ရယ် reference ရယ် style ဆိုပြီးတော့ comment တွေအများကြီးရှိပါသေးတယ်ဒီထဲမှာမိမိတို့ကaspect ratio ကိုနှိပ်ပြီးတော့16အချိုး9ဆိုတဲ့ aspect ratio ပေါ့ဆိုတော့ YouTube မှာတင်ပြမှာဖြစ်တဲ့အတွက်မိမိတို့က16အချိုး9ကိုရွေးချယ်ပေးလိုက်ပါမယ်အဲ့ဒါရွေးချယ်ပြီးကျန်တာတော့ဘာမှမရွေးတော့ပါဘူးပြီးလို့ရှင်တော့မိမိတို့ဒီအောက်ဆုံးအပြာရောင်လေးနဲ့ရှိတဲ့ generate ဆိုတဲ့နေရာလေးကိုနှိပ်ပြီးတော့ဝင်ပေးလိုက်ပါမယ်prompt ထဲမှာရေးသားတဲ့အတိုင်းကိုယခု runway ml AI ကနေပြီးတော့ရုပ်ပုံကိုဖန်တီးပေးနေပါပြီအဲ့တော့မိမိတို့ခဏတော့စောင့်ရပါလိမ့်မယ်အဲ့တော့ခဏစောင့်ရင်သူကပုံလေးပုံထုတ်ပေးမှာဖြစ်ပါတယ်တကယ်တော့ server ချောင်းနေဆိုရင်ပုံကခဏနေလည်းရပါတယ် server ကြက်နေတဲ့အခါကျရင်ပုံရနည်းနည်းကြာတတ်ပါတယ်အဲ့တော့ဒီမှာပုံလေးပုံထွက်လာပါပြီဒီထဲမှာတင့်တော်တဲ့ပုံတစ်ပုံကိုရွေးပြီးတော့မြားပြထားတဲ့နေရာနေ download လုပ်ပြီးတော့မိမိတို့ဖုန်းထဲမှာကြိုက်နေတဲ့ပုံတစ်ပုံကို save ပြီးတင်ထားပေးဖို့လိုပါတယ်အဲ့တော့တင်ပြီးရင်တော့မိမိတို့ပြန်ပြီးတော့ထွက်လာရအောင်အဲ့တော့ဖုန်းထဲလည်းပုံရောက်ရှိလို့နေပါပြီအဲ့တော့ကအပိုင်း text to image ကပြီးသွားပါပြီဒုတိယပိုင်း image to video အတွက်ကို Chrome နဲ့ထပ်ဝင်ပါမယ်ပြီးရင်ဒီ Chrome ရဲ့ search bar မှာမိမိတို့က HEDR တွေ Hedera ဆိုပြီးတော့ရိုက်လိုက်ပါမယ်အဲ့တော့ Hedera ဆိုပြီးရိုက်လိုက်ပြီးရင်အဲ့ဒီပေါ်လာတဲ့စာကြောင်းအတိုင်းမိမိတို့ search bar မှာရိုက်လိုက်ရင်ယခုလို Hedera website ရှိတဲ့ address ကိုပြပါလိမ့်မယ်အဲ့တော့အဲ့ဒီမှာကျွန်တော်တို့ Hedera ဆိုတဲ့နေရာကိုနှိပ်ပြီးဝင်လိုက်ရင်ဖြင့် Hedera ရဲ့စာမျက်နှာယခုလိုပွင့်လာပါလိမ့်မယ်ပွင့်လာပြီဆိုရင်ထုံးစံအတိုင်း Google နဲ့ sign in လုပ်ပေးဖို့ Google တဲကိုနှိပ်လိုက်ပါမယ်ပြီးရင်ပွင့်လာတဲ့မိမိအကောင့်များစွာတဲ့အကောင့်တစ်ခုကိုရွေးပြီးတော့နှိပ်ပြီးဝင်လိုက်ရင်ဖြင့် Hedera
ဒီ AI စာမျက်နှာယခုလိုပွင့်လာတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ sign လုပ်ပြီးတော့ verify လုပ်ပြီးတာနဲ့ဒီ Hydra စာမျက်နှာပွင့်လာမှာဖြစ်ပါတယ်။အဲ့တော့ Hydra စာမျက်နှာမှာမိမိတို့ကcharacter ဆိုတဲ့နေရာမှာရုပ်ထည့်ပေးရမယ်ပြီးရင် audio ဆိုတဲ့နေရာမှာအသံထည့်ပေးရမှာဖြစ်ပါတယ်ရုပ် image ထည့်ဖို့အတွက်ကို character ကိုနှိပ်လိုက်ရင်ယခုလို၃မျိုးပေါ်ပါတယ်အဲ့တော့ပုံဖော်ခြင်း create image ကိုနှိပ်ပြီးတော့ prompt ရိုက်ထည့်ပြီးလုပ်ပေးရပါမယ်နောက်ဓာတ်ပုံရိုက်ပြီးထည့်ခြင်း capture image ပေါ့နော်နောက်တစ်ခါမိမိမှာရှိပြီးသားဓာတ်ပုံတုံးခြင်းတော့ upload image ဆိုတဲ့နေရာကိုနှိပ်ပြီးတော့ဖုန်းထဲကပုံကိုရွေးပြီးထည့်ပေးရမှာဖြစ်ပါတယ်အဲ့တော့မိမိတို့ကဒီမှာစောနာက runway ml နဲ့ဖန်တီးထားတဲ့ image ပုံကိုဒီမှာရွေးပြီးတော့ထည့်ပေးလိုက်ပါမယ်အဲ့ဒါကို plus နှိပ်လိုက်တာနဲ့ album ပွင့်လာမယ် album ထဲကပုံကိုနှိပ်ပြီးတော့ရွေးပေးလိုက်ရင်ယခုလိုဟာလာပုံကတော့ရောက်ရှိလို့သွားပါပြီတခါအတန်သွင်းမှုအတွက်ကိုဒီ audio ဆိုတဲ့နေရာအပေါင်းလက္ခဏာကိုနှိပ်ပေးရပါမယ်ဒီမှာလဲခုနလိုပဲအတန်ဖန်တီးမယ်စာရေးပြီးဖန်တီးမယ်ဆိုရင်တော့ generate speech ဆိုတဲ့ဟာကိုနှိပ်ပေးရမှာပါဒါမှမဟုတ်အတန်သွင်းယူမယ်ဆိုရင်တော့ record audio ဆိုတဲ့ဟာကိုနှိပ်ပြီးတော့ရင်အတန်သွင်းယူရမှာပါဒါမှမဟုတ်မိမိစီမှာအတန်အစင်သစ်အတန်ဖိုင်ရှိပြီးသားဆိုရင်တော့ upload audio ဆိုတဲ့နေရာကိုနှိပ်ပြီးတော့ဝင်ပေးရမှာပါအဲ့တော့မိမိတို့မှာကအတန်အစင်သစ်မရှိတဲ့အတွက်ကြောင့်မလို့ generate speech ဆိုတဲ့နေရာကိုနှိပ်ပြီးတော့ဝင်လိုက်ပါမယ်ကိုယ့်အကိုစာသားရိုက်ပြီးတော့ text to speech ပုံစံမျိုးဖန်တီးယူပါမယ်အဲ့ဒီအတွက်ကို generate speech ဆိုတဲ့နေရာကိုနှိပ်ဝင်လိုက်ပါမယ်ပြီးတော့ရင်ဖုန်းရဲ့ note ထဲမှာရေးပြီးမှတ်ထားတဲ့စာသားချို့ကို copy လုပ်ပြီးတော့ဒီ generate speech ဆိုတဲ့နေရာမှာ paste ချပြီးတော့ဒီမှာစာတန်းဖော်လိုက်ပါမယ်ပြီးရင်မလိုအပ်တဲ့စာသားတွေတချို့ဟလာမလိုအပ်တဲ့အမှတ်သားတွေအဲ့ဒါတွေအားလုံးကိုဖျက်ပစ်လိုက်ပါမယ်ဒီ box ထဲမှာပဲတည်တဲ့စာသားကိုဓာတ်ရိုက်ရေးပြီးတော့လည်းမှတ်သားပေးနိုင်ပါတယ်ပြောလိုတဲ့စကားများကိုစာသားရိုက်ပြီးပြီဆိုရင်တော့အတန်ရွေးချယ်ဖို့အတွက် choose voice ဆိုတဲ့နေရာကိုနှိပ်ပေးရပါမယ်ဒီမှာယောက်ျားလေး main ကလေးဟလာ American တန် Spanish တန်စသဖြင့်ပေါ့လေဘာသာပေါင်းစုံဒီမှာအတန်အမျိုးမျိုးသူရွေးချယ်စရာတွေပေးထားတာရှိပါတယ်ဒီတွေကတစ်ခုပြီးတစ်ခုနားထောင်ကြည့်ပါချိန်ကြည့်ပါဘယ်ဟာတင့်တော်မလဲတင့်တော်တဲ့အတန်ပိုင်ရှင်လေးကိုရွေးပြီးတော့ရင်မိမိတို့ကဒီမှာ generate ကိုနှိပ်ပေးလိုက်ရင်ဖြင့်မိမိတို့လိုချင်တဲ့အတန်ရရှိမှာဖြစ်ပါတယ်ဒီမှာနောက်တစ်ခုကအခြားဘာသာစကားကိုပြောင်းလို့လျင်ဒီမှာဒီ translate ဆိုတဲ့နေရာကိုနှိပ်ပြီးတော့ပြောင်းပေးပြီးတော့ဘာသာစကားအသီးသီးကိုရွေးချယ်အသုံးပြုနိုင်ပါသေးတယ်ဒီမှာတော့နမူနာပြမှာမို့လို့အင်္ဂလိပ်စာသားနဲ့ပဲစကားပြောကိုပြောင်းမှုအတွက်ခုနခလုတ်နေအောင်နှိပ်ပေးလိုက်ပါမယ်ဒါဆိုရင်သူက generate လုပ်နေပါပြီခဏနေကြရင်အတန်အစင်သက်ကူးပြောင်းပြီးသား AI ကဖန်တီးပေးထားပါလိမ့်မယ်အခုဆိုရင်အတန်ရောရုပ်ရောရပြီဆိုရင်တော့အောက်ကမြားအဝါလေးနေရာကိုနှိပ်ပေးလိုက်ရင်ဖြင့်ရုပ်ရောအတန်ရောပေါင်းစပ်ဖို့ရာအတန်နဲ့ရုပ်နဲ့စကားပြောတဲ့အခန်းကို AI က auto ဖန်တီးပေးပါလိမ့်မယ်ဒါကတော့ခုနနှိပ်နေချင်းဒီမှာကြော်ညာပေါ်လာတာဖြစ်ပါတယ်ဒီကြော်ညာပြီးသွားရင်တော့ခဏစောင့်ပေးရပါမယ်စာဘာနေပြီးတော့ auto မိမိတို့ရဲ့ထည့်ပေးထားတဲ့အတန်နဲ့ရုပ်မှာဟလာဒီပါဇက်လှုပ်ပြီးတော့သူစကားပြောတဲ့ဟန်ပန်လေးကိုရအောင်ပြောင်းလဲပေးသွားမှာဖြစ်ပါတယ်အခုဆိုရင်ဒီ Hydra AI ကနေပြီးတော့မိမိတို့ပေးထားတဲ့ text to speech ဆိုတဲ့ဟလာဒီအတန်အတွက်ပေါ့နော်စာသားကနေရတဲ့အတန်အတွက်ကိုရောပေးထားတဲ့ရုပ်ကိုရောလှုပ်ရှားပြီးတော့စကားပြောတဲ့ပုံစံမျိုးရအောင် AI ကနေပြီးတော့လှုပ်ရှားပြီးဖန်တီးသွားမှာပဲဖြစ်ပါတယ်အခုဆိုရင်ပုံရရှိလို့သွားပါပြီအဲ့တော့ဒါလေးကိုဖွင့်ကြည့်လိုက်အောင် Hello everyone and welcome to Gant Gaw Channel, your go-to channel for exploring the fascinating world of AI and knowledge sharing. ဗီဒီယိုဖိုင်ကို download လုပ်ဖို့အတွက်ကိုတော့မျှပြထားတဲ့နေရာကိုနှိပ်လိုက်ရင်ဖြင့်ဒီဗီဒီယိုဖိုင်ကိုမိမိတို့ရဲ့ဖုန်းထဲမှာတင်ထားပေးပါလိမ့်မယ်ဒီလိုနည်းနဲ့မိမိတို့ကမြန်မာစကားအင်္ဂလိပ်စကားပြီးတော့စပိန်စကားဂျပန်ဘာသာစကားစသဖြင့်ဘာသာမျိုးစုံကို translate နေရာမှာပြောင်းပြီးတော့ရင်အစားထိုးပြီးတော့အတန်အတွက်အမျိုးမျိုးနဲ့စကားပြောတဲ့ဇာတ်ကောင်ရုပ်ကိုဖန်တီးနိုင်မှာကြောင်းတင်ပြပေးလိုက်ရပါတယ်ဘာသာစကားအမျိုးမျိုးရရှိဖို့အတွက်ကိုလည်းပဲအခက်အခဲမရှိစေရပါဘူး ChatGPT မှာသွားပြီးတော့လိုအပ်တဲ့ဘာသာစကားအလိုက်စလုံးပေါင်းများစာသားများကို ChatGPT မှာရိုက်ပြီးတော့ရင်ရှာဖွေပြီးတော့အသုံးပြုနိုင်ပါတယ်ချောမောလှပတဲ့ဇာတ်ရုပ်ဇာတ်ကောင်ကို
ဟလာ text to image ကနေပြီးတော့ video ဖြစ်အောင်ဖန်တီးပြီးတော့ရင်ဘာသာအမျိုးမျိုးစကားပြောခိုင်းတဲ့ဒီ video လေးကိုနှစ်သက်လိမ့်မယ်လို့မျှော်လင့်ပါတယ်နှစ်သက်ဖြင့် like share comment တွေလုပ်ပြီးတော့အားပေးကြပါဦးနောက် Gango knowledge sharing channel ကိုလည်းပဲကြည့်ရှုနေကြတော့မိတ်ဆွေအသစ်များအနေနဲ့ subscribe မလုပ်ရသေးဘူးဆိုရင်ယခုပဲမမေ့မလျော့ subscribe လုပ်ပြီးတော့ bell icon လေးတီးပြီးအားပေးကြဖို့မြစ်တရားခံကြပါတယ်နောက်ထပ်ထွက်ရှိလာမယ့် video များမှာလည်းထပ်မံဆုံစည်းကြပါစို့အားလုံးကို bye bye